မိုးကြိုးပြစ်ရင်ဖုံးပိတ်ထားရမယ်ဖုံးသုံးရင်မိုးကြိုးပြစ်ခံရမယ်ဆိုတဲ့အယူအဆဟာမှန်သလားမှားသလားမိုးကြိုးနဲ့လက်ကင်ဖုံးတို့ရဲ့ဆက်ဆက်မှုကိုသိပ္ပံနည်းကျပြန်ကြည့်ရင်ကျွန်တော်တို့ထင်ထားသလိုဖုံးလိုင်းကမိုးကြိုးကိုဆွဲဆောင်တာမဟုတ်ပါဘူးဒါကိုပိုရှင်းသွားအောင်အချက်၃ချက်နဲ့ခွဲခြားကြည့်နိုင်ပါတယ်နံပါတ်1ဖုံးလိုင်းနဲ့မိုးကြိုးဖုံးတွေဟာအလုပ်လုပ်ဖို့အတွက်ရေဒီယိုလိုင်းကိုသုံးပါတယ်မိုးကြိုးဆိုတာကတော့လျှက်စစ်စီးကြောင်းဖြစ်ပါတယ်ရေဒီယိုလိုင်းဟာမိုးကြိုးကိုဆွဲဆောင်နိုင်စွမ်းမရှိသလိုမိုးကြိုးသွားမဲ့လမ်းကြောင်းကိုလည်းပြောင်းလဲပြစ်နိုင်စွမ်းမရှိပါဘူးဒါကြောင့်ဖုံးလိုင်းကြောင့်မိုးကြိုးပြစ်တယ်ဆိုတာသိပ္ပံနည်းကျမဟုတ်တဲ့အယူအဆအမှားတစ်ခုသာဖြစ်ပါတယ်နံပါတ်2သတ္တုပါဝင်မှုမိုးကြိုးဟာလျှက်စစ်စီးမှုကောင်းတဲ့သတ္တုတွေကိုလိုက်ရှာတတ်ပါတယ်စမတ်ဖုန်းတွေထဲမှာသတ္တုပမာဏအနည်းငယ်ပဲပါဝင်တဲ့အတွက်မိုးကြိုးကိုဆွဲခေါ်နိုင်လောက်တဲ့အင်အားမရှိပါဘူးဖုံးထက်ဆိုင်ရင်အိမ်ခေါင်မိုးပေါ်ကရေတိုင်ကြီးတွေတန်တိုင်တွေဒါမှမဟုတ်လယ်ကွင်းတွေကထွန်ဆက်တွေကမိုးကြိုးကိုပိုပြီးဆွဲဆောင်နိုင်ပါတယ်နံပါတ်3အနေရရှိဆုံးဆက်ဆက်မှုဖုံးနဲ့မိုးကြိုးရဲ့တကယ်အနေရရှိတဲ့ဆက်ဆက်မှုကအာသွင်းကြိုးဖြစ်ပါတယ်မိုးကြိုးကတင့်အိမ်နာကလျှက်စစ်တအားလိုင်းကိုထိမှန်လိုက်ရင်အဲ့ဒီအရှိန်ပြင်းတဲ့လျှက်စစ်စီးကြောင်းဟာအိမ်တွင်းဝါယာကြိုးတွေကတဆင့်အာသွင်းထားတဲ့ဖုံးစီကိုရောက်လာနိုင်ပါတယ်ဒီအချိန်မှာဖုံးကိုကင်ထားရင်ဒါမှမဟုတ်ဖုံးပြောနေရင်လူကိုလျှက်စစ်ရှော့ဖြစ်စေနိုင်ပါတယ်ဒါကြောင့်မိုးကြိုးပစ်ချိန်မှာဖုံးအားမသွင်းဖို့ကအရေးကြီးဆုံးသိပ္ပံနည်းကျသတိပေးချက်ဖြစ်ပါတယ်ထို့ကြောင့်အဖြေကိုအနှစ်ချုပ်ရရင်တော့လက်ကင်ဖုံးသုံးလို့ရပါတယ်မိုးကြိုးပစ်နေချိန်မှာလက်ကင်ဖုံး mobile phone သုံးခြင်းကမိုးကြိုးပစ်ခံရဖို့အခွင့်အလမ်းမရှိသလိုမိုးကြိုးကိုလည်းဆွဲမခေါ်နိုင်ပါဘူးလက်ကင်ဖုံးတွေမှာမိုးကြိုးကိုဆွဲဆောင်နိုင်တဲ့တတုကြိုးတွေမပါဝင်လို့အိမ်ထဲမှာနေရင်သုံးဆွဲတာဟာအန္တရာယ်မရှိပါဘူးသို့တော့ဖုံးကိုအာသွင်းကြိုးတက်ပြီးမသုံးပါနဲ့အာသွင်းကြိုးကတဆင့်လျှက်စစ်စီးဝင်လာနိုင်ပါတယ်နှစ်ကြိုးဖုံးများမသုံးသင့်ပါနေရန်မှာကြိုးနဲ့ချိတ်ဆက်ထားရတဲ့ဖုံးတွေကိုမိုးကြိုးပစ်နေချိန်မှာလုံးဝမသုံးသင့်ပါဘူးမိုးကြိုးကအပြင်ဘက်ကဖုံးလိုင်းကြိုးတွေဒါမှမဟုတ်လျှက်စစ်တအားလိုင်းတွေကိုထိမှန်ခဲ့ရင်အဲ့ဒီလျှက်စစ်လိုင်းဟာကြိုးတစ်လျှောက်စီးဆင်းလာပြီးသုံးဆွဲသူကိုအန္တရာယ်ပေးနိုင်ပါတယ်လိုက်နာရန်အချက်အချို့မိုးကြိုးပစ်နေချိန်မှာဖုံးသုံးတာထက်ပိုအရေးကြီးတဲ့အချက်တွေရှိပါတယ်အာသွင်းခြင်းကိုရပ်ပါဖုံးကိုပလက်ထိုးပြီးအာသွင်းတာမျိုးမလုပ်ပါနဲ့အိမ်ပြင်မှာမသုံးပါနဲ့အိမ်ပြင်ရောက်နေချိန်မှာမိုးကြိုးပြည့်ရင်တော့ဖုံးသုံးတာထက်ဘေးကင်းတဲ့အမိုးအကာအောက်ကိုအမြန်ဆုံးသွားဖို့ကပိုအရေးကြီးပါတယ်လျှက်စစ်ပစ္စည်းများကိုရှောင်ပါရေဒီယိုကွန်ပျူတာနဲ့တခြားလျှက်စစ်နဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတဲ့ပစ္စည်းတွေကိုလက်နဲ့မထိတွေ့တာအကောင်းဆုံးပါအနှစ်ချုပ်ပြောရရင်တော့အိမ်ထဲမှာအေးအေးဆေးဆေးထိုင်နေရင်ကျိုးမဲ့ဖုန်း smartphone သုံးတာဟာအန္တရာယ်မရှိပါဘူးဒါပေမဲ့ဖုန်းအားသွင်းကြိုးတက်ထားရင်တော့ဖြုတ်ထားဖို့မမေ့ပါနဲ့